Hello Kitty even ဤတာပြန်လာလို့ရှိရင်စောင့်ရမ်းမိုက်ပြီဘရိုတို့ရေဘရိုပဲစဉ်းစားကြည့်ကွာတန်တော်လှည့်လို့ရှိရင် Florence skin ကလကားရအောင်မယ်ကျန်တဲ့ skin ၃កောင်ဖြစ်တယ်ချန်ငယ်အင်ဂျလာကလောက်ဒီ skin ၃កောင်ကလည်းအပြစ်ပြောစရာပါရှိလို့လေ Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကုမ္ပဏီအပြောင်းလဲတွေအကြောင်း event တွေစောက်ထိုးစောက်မျိုးတွေဖြစ်နေရပေါ့နော်event တွေအကြောင်းနဲ့လကားရမယ့် skin တွေအကြောင်းရဲ့မေလမှာဘာကလာတာ skin တွေထွက်လာမယ်ဆိုတဲ့အကြောင်းတွေကိုဒီနေ့ပြောပြပေးသွားဖို့ရှိပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုလေးကိုစုံထိကြည့်ဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အရင်ဦးဆုံးဗီဒီယိုလေးမစခင်ကျွန်တော်ဘရိုတို့မေးခွန်းလေးတစ်ခုမေးဦးမယ်ဗျမေးခွန်းဆိုတာထက်ဗျာကြွားစရာလို့ပြောလို့ရှိရင်ပုံမှန်လိမ့်မယ်ဘာလို့လဲဆိုတော့ခု funny legend မှာနှိုက်နေတဲ့ဘရိုတွေရှိလားရှိရဆိုရင် with school မှာဘာတွေပေါက်ကြလဲဒါမှမဟုတ်ကိုက with school အများကြီးမလဲပဲနဲ့ skin လဲတဲ့လူဆိုရင်ရောဘာ skin တွေလဲကြလဲဥပမာဗျာချောင် stand လား Moscow All Star လားမဟုတ် funny legend လားအဲ့လိုမျိုးကိုကဘာတွေလဲလဲဆိုတာအခုဒီဗီဒီယိုရဲ့ comment အောက်မှာမှန်ခဲ့ကြပါအောင်ကြွားခဲ့ကြပါအောင်ဗျအရင်ဦးဆုံးအနေနဲ့ free skin တွေကနေကျွန်တော်တို့အရင်စပြောလိုက်အောင်ဗျ April 10 ရက်နေ့ရောက်ရင်တော့ elite skin တွေ free ရအောင်ပါပါဒီ elite skin တွေထဲမှာဘာတွေပါမလဲဆိုရင်နတန် elite luno elite higher elite grow elite နဲ့ ruby elite တို့ပါမှာပါဒီထဲမှာမလောက်စရာကောင်းတဲ့ elite skin တွေကတော့ higher elite နဲ့ grow elite ကတော့တော်တော်လှတဲ့ skin တွေပါဒီ skin တွေကိုလည်းဘရိုအနေနဲ့အလကားရရှိအောင်မှာဖြစ်ပါတယ် April 18 ရက်နေ့ရောက်ရင်တော့ Go ရဲ့ special skin က free ရအောင်မှာဖြစ်ပါတယ်ဒီ skin ကလည်းတော်တော်လန်းတဲ့ skin ဖြစ်လို့ Go player တွေဆိုလို့ရှိရင်တော်တော်ကြိုက်မဲ့ skin ဖြစ်မှာသိကြပါတယ်နောက်တစ်ခုအနေနဲ့ Nauru Tower event မှာဒီ event က free တုံငံကဘရိုတစ်ခါပဲလာမှာပါ free တုံငံလာမယ့်ရက်က April 19 ကနေ21ရက်နေ့အတွင်းထိပဲလာမှာပါနောက်ထပ်သတိပေးစရာတစ်ခုလည်းရှိနေပါသေးတယ်အဲ့ဒါကတော့ April 17 ရက်နေ့ရောက်ရင်တော့ Funny Legend event က Global Server ကနေပျောက်သွားမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့် Bro အနေနဲ့ Funny Legend မှာကိုကလိုချင်တဲ့ skin မရသေးဘူးဆိုရင်မြန်မြန်လှည့်ထားပါဘာလို့လဲဆိုလို့ရှိရင် April 17 ရက်နေ့ရောက်ရင် Funny Legend event ကဒိတ်ကုန်သွားပါပြီဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ Niobe event မှာဒီ event ကြောင့်ပြောရင်ကျွန်တော်မွန်တွန်းကိုစောင့်ရမ်းဆဲခြင်းတယ်ဗျာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ event ကိုစောင့်ရမ်းမျှော်လင့်ထားတာပေါ့နော်အရင်ကသူပြောထားတာက April 10 ရက်နေ့မှာလာမယ်လို့ပြောထားတာအခုဟာကကြတော့ April 10 ရက်နေ့မှာတော့လာမယ်သို့ပေမဲ့ global server မှာမဟုတ်ပါဘူးတဲ့ဗျာဘယ်လိုပဲစဉ်းစားကြည့်လိုက်တော့ဒီ skin ဒီ event ဒီ skin တွေကိုကျွန်တော်တို့အများကြီးမျှော်လင့်ထားတာဗျာတချို့လူတွေဆိုလို့ရှိရင် Fasa Niobe လည်းယူမယ် Lin Niobe လည်းယူမယ်ပေါ့ဗျာသူတို့ကအဲ့လိုမျိုးတွေကိုတွက်ပြီးတော့မျှော်လင့်ထားကြတာအခုဟာကြတော့ဗျာ April 10 ရက်နေ့လာမှာတော့မှန်တယ်သို့ပေမဲ့ရုရှားနဲ့ဂျပန်ဆာဗာမှာပဲလာမှာပါ global ဆာဗာမှာလုံးဝမလာတော့ပါဘူးသူကဘယ်လိုလာမလဲဆိုရင် April 10 ရက်နေ့ကနေ May 10 ရက်နေ့ထိဂျပန်နဲ့ရုရှားဆာဗာမှာလာမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ယူဆောင်ရဲ့ All Star skin မှာဒီ skin ကလုံးဝကို free ရမှာပါဘယ်ရက်မှာလာမလဲဆိုလို့ရှိရင် April 30 ရက်နေ့မှာလာမယ်လို့သိရပါတယ်May 8မှာတော့ Fasa ရဲ့ All Star skin လာပါလိမ့်မယ်ယူဆောင်ရဲ့ All Star skin ကလွယ်နဲ့တော့ရမှာမဟုတ်ဘူးနော်ဘရိုတို့ကျွန်တော်ကဒါကကြိုပြီးတော့သတိပေးတာပါဘာကြောင့်လဲဆိုလို့ရှိရင် तू က event နှစ်ခုစာ mission တွေလုပ်ရမယ်ပေါ့နော်အရင်ဦးဆုံးငားများရမယ်ငားများနေမှာ coin လေးတွေရပြီးတော့အ coin တွေကနေမှာတစင်ကျွန်တော်တို့ draw ပုံစံမှာအရင်ဦးဆုံးတွားလှည့်ရမယ်အဲ့လိုလှည့်ပြီးမှရလာတဲ့ coin တွေကိုယူဆောင် all star လဲရမယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့လုပ်ရမယ့် mission တွေကနည်းနည်းတော့ကြာလိမ့်မယ်အဲ့အတွက်ကြောင့်မအားတဲ့ bro ဆိုလို့ရှိရင်ကိုကတေချာလေးဂယူးတစ်ဆိုင်နဲ့လုံနိုင်မှသာဒီ U down skin ကိုရမယ်ပေါ့နော်အဲ့အတွက်ကြောင့်ဂယူးဆိုင်ကြပါကိုက free လို့ရှင်တော့အချိန်နည်းနည်းပေးရပါလိမ့်မယ်မေလမှာထွက်ရှိလာမဲ့ starlight skin ကတော့ obsidian ရဲ့ starlight skin ပဲဖြစ်ပါတယ်ဒီ skin ကိုကျွန်တော်တို့အနေနဲ့ diamond 300နဲ့ member ဝင်လို့ရတယ်လို့ diamond 10 လုံးနဲ့တွားကန်ဆန်းလို့ရပါတယ်ဒီလရဲ့ starlight ဘောက်ဖောက်တဲ့ဟာကအရင်လနဲ့လုံးဝမတူတော့ပါဘူးအရင်လကကျွန်တော်တို့အနေနဲ့ COE တွေရတယ်ဘောက်က100ထိသွားရမယ်သို့ပေမဲ့ဒီလမှာတော့ COE တွေပါမလာတော့ဘူးဘောက်ကဖြင့်ပေါင်90ပဲဖောက်ရမယ်အဲ့အတွက်ကြောင့် bro အနေနဲ့ဒီ event ကိုရောကြိုက်လားမကြိုက်ဘူးလားအရင်ဟာကိုပြန်လာစေချင်လားဆိုတာလဲ comment မှာရေးခဲ့လို့ရတယ်နောက်ထပ်အနေနဲ့ဂျွန်လမှာ starlight skin ထွက်ရှိလာမဲ့ skin က Hanzo ရဲ့ starlight skin ပဲဖြစ်ပါတယ်ဒီ skin ကိုလည်း diamond 300နဲ့မမဝင်လို့ရတယ်လို့ diamond 10 လုံးနဲ့လည်းတွက်ကန်ဆန်းလို့ရအောင်ပါမေလ9 ရက်နေ့မှာ exotic skin တွေလာမယ်လို့သတင်းထွက်ခဲ့ပြီးပြီဆိုတော့ channel တော်များများမှာလည်းတင်ထားတယ်ပေါ့နော်အဲ့ရကအခုလိလာတဲ့သတင်းတွေရတော့ဂျပန်မှာလာမယ်လို့သိရပါတယ်
သို့ပေမဲ့မေလ9ရက်နေ့မှာအရင် exhaust တွေကိုဒီ global server မှာပြန်လဲရောင်းချပေးမလားဆိုတာတော့မသိကြသေးပါဘူးအဲ့အတွက်ကြောင့်သိကြခဲ့ရင်လည်းကျွန်တော်ပြန်တင်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်တယ် exhaust skin တွေအရင် skin တွေပြန်လာခဲ့မယ်ဆိုရင် Granger Kakura skin နှစ်ကောင်ကိုစောင့်ရမ်းလူချင်နေတဲ့လူတွေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်အရင် skin တွေပြန်လာခဲ့မယ်ဆိုရင်လည်းကျွန်တော်ကတော့စောင့်ရမ်းပျော်မိမှသိကြပါတယ်။ဘာကြောင့်လဲဆိုရင်အရင် exhaust skin တွေကလည်းစောင့်ရမ်းလှတဲ့ skin တွေဖြစ်နေလို့ပါ။နောက်တစ်ခုအနေနဲ့မေလမှာထွက်ရှိလာမဲ့ Collector skin တွေနဲ့ Lucky Box skin တွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ Collector skin အသစ်အနေနဲ့ကတော့ Elite ရဲ့ Collector skin လို့သိရပါတယ်။နောက်ထပ် Collector ဟောင်းတွေကိုပြန်လဲရောင်းချပေးမဲ့ Collector skin တွေကတော့Arlo Collector skin, Bemo Collector skin, Leela Collector skin, Bella Collector skin တို့ဖြစ်ပါတယ်။ဒီ Collector skin တွေနဲ့အတူ Lucky Box skin တွေကိုလည်းပြန်လည်ရောင်းချပေးဖို့ရှိနေပါသေးတယ်။ထို Lucky Box skin တွေကတော့ Selena Lucky Box skin, Moscow Lucky Box skin နဲ့ Curry Lucky Box skin တို့ပဲဖြစ်ပါတယ်။ဒီ Lucky Box skin ၃កောင်လုံးကစောင့်ရမ်းလှတဲ့ skin တွေပေါ့နော်။ဘိုးတို့အနေနဲ့ Lucky Box တွေပဲယူမလား Collector တွေပဲယူမလားဒါမှမဟုတ်နယူးအသစ်ထွက်ရှိလာတဲ့Elite Collector ကိုပဲယူမလားစောင့်ရမ်းဝေခွဲရခတ်တဲ့ဒီ May Collector event ကြီးဖြစ်ပါတယ်အသစ်ထွက်ရှိကြတဲ့ Elite Collector skin ကိုတော့ coin 920နဲ့လဲရမှာပါ။ Old Collector skin တွေဖြစ်တဲ့ Arlo, Bemo, Leela, Bella ဒီ skin တွေကိုတော့ coin 800နဲ့လဲရမှာပါ။ Lucky Box skin တွေဖြစ်ကြတဲ့ Selena, Moscow, Curry skin တွေကိုတော့ coin 640နဲ့လဲရမှာပါ။နောက်ဆုံးအနေနဲ့ Hello Kitty event အကြောင်းကိုကျွန်တော်နည်းနည်းပြောချင်ပါတယ်။အဲ့ဒါကဘာလဲဆိုရင်တော့ခုလိလာတဲ့သတင်းတွေရတော့ August ဒါမှမဟုတ် September လထဲမှာလာဖို့ရှိတယ်လို့သတင်းတွေထွက်နေတယ်။ဒီ event ကိုလာစေချင်လားဆိုရင်တော့စောင့်ရမ်းလာစေနေတာပေါ့ bro ရာဘယ်လိုမှန်းပြောလိုက်တာ bro sorry ပဲဟလာတန်းရောမှာကွာ collection point 3000ရမယ် Florence skin ကလကားရအောင်ပါပြီးလို့ရှိရင်ကလောက်လားအင်ဂျလာလားချန်ငယ်လားသုံးကောင်လုံးဘာမှကိုအပြည့်ပြောစရာမရှိတဲ့ skin တွေအဲ့လို event မျိုးကိုပြန်လာစေချင်တာပေါ့ဗျာဆိုတော့ဒီ event ကလာနိုင်ခြင်းရှိလားဆိုတော့ bro မဖြစ်နိုင်ဘူးဘာလို့လဲဆိုလို့ရှိရင်လွန်ခဲ့တဲ့6လမှလာထားတာဒီ event အဲ့ဒါအပြင်ကျွန်တော်တို့အဲ့6လမလာခင်တုန်းကဟိုးအရင်ချိန်တုန်းကကျွန်တော်2နှစ်ကြော်စောင့်ခဲ့ရတယ်2နှစ်ကြော်ပြီးမှအရင်6လပြန်လာတယ်ခု6လကြာပြီးတော့ဒီ event ကပြန်လာမယ်ဆိုတာတော့ bro မဖြစ်နိုင်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီလိလာတဲ့သတင်းတွေကိုတော့မယုံဘူးပေါ့နော်အကယ်၍များ August နဲ့ September လထဲမှာထွက်လာခဲ့မယ်ဆိုရင်တော့စောင့်ရမ်းပျော်ဖို့ကောင်းမယ်ပေါ့နော်အဲ့အတွက်ကြောင့် Florence skin မယူရသေးတဲ့လူတွေဆိုရင်လည်းဒီ event ကိုလာစေချင်မှာအမှန်ပဲကျွန်တော်လည်းဘာလို့ဆိုတော့လာစေချင်တယ်ကျွန်တော်က cloud skin လေးရချင်တယ်ပေါ့နော်ဆိုတော့ဒီ event လာခဲ့ရင်လည်းကောင်းတယ်သို့ပေမဲ့မဖြစ်နိုင်ဘူးကတော့များတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်တစ်ခေါက်လာတော့တောင်မှ2နှစ်ကြော်လောက်အချိန်ယူခဲ့ရတယ်ပေါ့နော်အခုတစ်ခေါက်က6လတည်းနဲ့ဒီ event ပြန်လာမယ်ဆိုတာကြီးကတော့မဖြစ်နိုင်တဲ့လောက်ပဲ bro အဲ့အတွက်ကြောင့်ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့ဗျာသို့ပေမဲ့လာခဲ့သည်ရှိသည်မလာခဲ့သည်ရှိသည်စောင့်ကြည့်ရမယ်6လတည်းနဲ့ပြန်လာဖို့ကတော့မဖြစ်နိုင်တဲ့လောက်ပါပဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာချစ်ချူပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်